ချမ်းသာတဲ့လူကသူ့မိသားစုတစ်ခုလုံးရဲ့စန့်ကျင်မှုကိုလစ်လျူရှုခဲ့ပါတယ်ကလေးရှိတဲ့ကွာရှင်းထားတဲ့အမျိုးသမီးတစ်ယောက်ကိုလက်ထပ်ဖို့အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်အဲ့ဒီအမျိုးသမီးဟာထိတ်တန့်အေဂျင့်တစ်ယောက်ဖြစ်မှန်းသူလုံးဝမသိခဲ့ပါဘူးရက်အနေငယ်ကြာမှာတော့သူမရဲ့အထက်လူကြီးတွေစီကနေတာဝန်တစ်ခုရရှိခဲ့ပါတယ်သူမဟာချမ်းသာတဲ့လူနဲ့နီးစပ်ဖို့နဲ့သူ့မိသားစုရဲ့လှုပ်ဝက်ချက်တွေကိုစုံစမ်းစစ်ဆေးဖို့တကိုယ်တည်းမိခင်တစ်ယောက်လိုဟန်ဆောင်ဖို့လိုအပ်ပါတယ်တကိုယ်တည်းမျိုးသမီးဟာကလေးတစ်ယောက်ကိုမွေးစားဖို့မိဘမဲ့ကေဟာကိုတွားခဲ့ပါတယ်ဝန်ထမ်းတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုအနိုင်ကျင့်နေတာကိုသူမတွေ့လိုက်ရပါတယ်သူမကိုကာကွယ်ဖို့အပြေးလွှားသွားခဲ့ကြပါတယ်ဝန်ထမ်းကိုကလေးကိုဘာလို့အနိုင်ကျင့်နေတာလဲလို့မေးခဲ့ပါတယ်ဝန်ထမ်းကကလေးတွေကသူမရဲ့လက်ကောက်ကိုခိုးယူသွားတယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးငယ်တစ်ယောက်ကလက်ကောက်ဟာဝန်ထမ်းရဲ့အိတ်ကက်ထဲမှာရှိနေတယ်လို့ပြောပါတယ်ဝန်ထမ်းကဒါကိုကြားတော့အံ့အားသင့်သွားပါတယ်မိန်းကလေးငယ်မှာစိတ်ဖက်နိုင်စွမ်းရှိတယ်ဆိုတာသိလိုက်ရပါတယ်သူမဟာတခြားသူတွေရဲ့အတွေ့တွေကနေအမှန်တရားကိုသင်ယူခဲ့တာပါအမျိုးသမီးဟာဝန်ထမ်းရဲ့အိတ်ကက်ထဲမှာလက်ကောက်ကိုတွေ့ခဲ့ပါတယ်ဝန်ထမ်းကအလင်းအမြန်ထွက်သွားပြီးအမျိုးသမီးကမိန်းကလေးငယ်ကိုအောင်မြင်စွာမွေးစားခဲ့ပါတယ်ပြီးတော့သူတို့အတူတူချမ်းသာတဲ့လူရဲ့အိမ်စီကိုတွားခဲ့ကြပါတယ်ချမ်းသာတဲ့လူဟာဇနီးရှာနေပေမဲ့သူ့ရဲ့လိုအပ်ချက်တွေကအရန်ထူးခြားနေပါတယ်အမျိုးသမီးဟာကလေးယူရယုံတာမကသူ့ရဲ့အော်ဒဇင်ယောဂခံစားနေရတဲ့သားကိုလည်းစကားပြောအောင်လုပ်ရပါတယ်မိန်းကလေးငယ်ဝင်လာတာနဲ့ကောင်လေးရဲ့အတွေးတွေကိုနားထောင်နိုင်စွမ်းကိုအသုံးပြုခဲ့ပါတယ်သူမပြေးလာပြီးကစားပါတယ်ကောင်လေးကမိန်းကလေးကိုအရန်ချစ်ဖို့ကောင်းတယ်လို့တိတ်တိတ်လေးထင်ပြီးပါကိုညှစ်ချင်ခဲ့ပါတယ်ဒါကိုကြားပြီးတဲ့နောက်မိန်းကလေးငယ်ကမျက်နှာကိုပုံနီးအောင်ငုံလိုက်တာကြောင့်ကောင်လေးကညှစ်နိုင်အောင်လုပ်လိုက်ပါတယ်ဒီမြင်ကွင်းကချမ်းသာတဲ့ယောက်ျားရဲ့အာယုံကိုဖန်ဆားခဲ့ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကကောင်လေးစီချင်းကပ်သွားပြီးသူကချက်ချင်းပြေးပြီးသူမကိုဖတ်ပြီးသူမရဲ့အမေကိုဖုံးဆက်ခဲ့ပါတယ်အမျိုးသမီးကအင်တာဗျူးအောင်မြင်ခဲ့ပါတယ်အဲ့ဒီညမှာချမ်းသာတဲ့ယောက်ျားကအမျိုးသမီးကိုသူ့မိသားစုနဲ့တွေ့ဆုံဖို့ခေါ်သွားခဲ့ပါတယ်ဆွေမျိုးအားလုံးကသူမမှာကလေးရှိတာကိုမကြိုက်ကြပါဘူးမိန်းကလေးငယ်ကအမျိုးသမီးရဲ့ရင်ထဲမှာဒေါသကိုခံစားမိပါတယ်သူမကအဲ့ဒီလူတွေကိုသူမရဲ့အမေကိုမနှောက်ယှက်ဖို့ပြောခဲ့ပါတယ်ကောင်လေးကဆွေမျိုးတယောက်ကိုပါကန်ကြောက်ခဲ့ပါတယ်ဆွေမျိုးကကောင်လေးကိုအပြစ်ပေးချင်ခဲ့ပါတယ်အမျိုးသမီးကသူ့ကိုကာကွယ်ဖို့သူ့ကိုအမြန်ဆွဲယူလိုက်ပါတယ်ပြီးတော့တတိပေးတဲ့အနေနဲ့လက်ဖက်ရည်ခွက်ကိုလက်တစ်ဖက်နဲ့ခြေလိုက်ပါတယ်ဒါဟာကောင်လေးရဲ့မိခင်ကကာကွယ်မှုကိုပထမဆုံးအကြိမ်ခံစားရတာပါအဲ့ဒီအချိန်မှာအမျိုးသားကဝင်လာပြီးကွာရှင်းထားတဲ့အမျိုးသမီးကိုလက်မခံသင့်ဘူးလို့ဆွေမျိုးတွေအားလုံးကညှဉ်းညူပြောဆိုကြပါတယ်အမျိုးသားကသူ့လဲကွာရှင်းပြီးသားလို့အမျိုးသမီးကိုကာကွယ်ပြောဆိုခဲ့ပါတယ်ဒီစကားကိုကြားပြီးတဲ့နောက်အမျိုးသမီးကသူ့လိုတာဝန်သိတတ်တဲ့အမျိုးသားတစ်ယောက်ကကောင်းမွန်တဲ့ခင်မွန်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ခံစားခဲ့ရပါတယ်ကလေးငယ်လေးကလည်းသူ့ဦးလေးနဲ့အမေကလိုက်ဖက်တယ်လို့တွေးနေခဲ့ပါတယ်မိန်းကလေးငယ်ကလည်းဒီစကားကိုကြားပြီးတဲ့နောက်ထူးဆန်းတယ်လို့ခံစားခဲ့ရပါတယ်သူကဘာလို့အမျိုးသားကိုဦးလေးလို့ခေါ်တာလဲချမ်းသာတဲ့အမျိုးသားရဲ့နာမည်ကလည်းအတူရောင်ဆိုတာသူတို့မသိခဲ့ကြပါဘူးသူကလှုပ်ဝက်အေဂျင့်တစ်ယောက်ပါလွန်ခဲ့တဲ့တစ်နှစ်ကရုပ်မြင်သံကြားတဲ့ကချမ်းသာတဲ့အမျိုးသားတစ်ယောက်နဲ့တပုံစံနဲ့တူနေတာကိုသူတွေ့ရှိခဲ့ပါတယ်သူ့မွေးစားမိခင်ကသူတို့နှစ်ယောက်ဟာအမှားတွေလို့ပြောပါတယ်ညီကိုနှစ်ယောက်ပြန်လဲပေါင်းစည်းတော့မဲ့အချိန်မှာချမ်းသာတဲ့အမျိုးသားကိုလိမ်လည်ပြီးတည်ဆုံသွားခဲ့ပါတယ်အမှန်တရားကိုရှာဖွေဖို့အတွက်အမျိုးသားကသူ့ညီငယ်အဖြစ်ဟန်ဆောင်ခဲ့ပါတယ်ဒီနည်းနဲ့ထိတ်တန့်အေဂျင့်တစ်ယောက်စိတ်ကိုဖတ်နိုင်တဲ့မိန်းကလေးငယ်တစ်ယောက်အော်ဒဇင်ဟက်ကာကောင်လေးတစ်ယောက်နဲ့လှုပ်ဝက်ဆန်းကျဲတဲ့ချမ်းသာတဲ့အမျိုးသားတစ်ယောက်တို့ကဒီယာယီအဖွဲ့အစည်းကိုဖွဲ့စည်းခဲ့ပါတယ်